စင်ကယ်တူတီဤဝေပေးဖြင့်ငွေထုံနည်းလေးကိုအသေးစိတ်ရှင်းပြပေးလိုက်ပါရရှင်ပထမဆုံးအနေဖြင့် application ထဲသို့ဝင်ပြီးအောက်ဆုံးရှိကျွန်ုပ်နေရာအားနှိပ်ပါထို့နောက်ငွေထုတ်နေရာကိုနှိပ်ပါငွေထုတ်ကိုနှိပ်ပြီးပါကငွေသားထုတ်ယူရန်အတွက်ဘဏ်ကတ်ထည့်ပါနေရာအားနှိပ်ပါထို့နောက်ငွေထုတ်ရန်သတိပြုရမည့်အချက်များကိုသေချာစွာဖတ်ပြီး OK အားနှိပ်ပါထို့နောက်လူကြီးမီအကောင့်ဖွင့်ထားသောဖုန်းသို့မဟုတ်အီးမေးလ်ထဲသို့ OTP ကုတ်6လုံးရောက်ရှိလာပါလိမ့်မယ်ထိုကဏ္ဍ6လုံးအား OTP ကုတ်နေရာတွင်ထည့်ပါထို့နောက်ငွေလက်ခံမည့်ဝေပေးနာမည်အားမှန်ကန်စွာဖြည့်ပါပြီးနောက်ငွေလက်ခံမည့်ဝေပေးဖုန်းနံပါတ်အားမှန်ကန်စွာဖြည့်ပါထပ်မံ၍လူကြီးမီဝေပေးနံပါတ်အားအတည်ပြုပေးပါထို့နောက်လူကြီးမီဝေပေးကျူအားပုံအားထည့်ပြီးနောက်တင်ပြပါကိုနှိပ်ပါငွေထုတ်ယူတဲ့အခါမည်သူမှသိစေရန်အတွက်လုံခြုံရေးကုတ်6လုံးကိုမှန်ကန်စွာရိုက်တယ်ပါလုံခြုံရေးကုတ်ကိုထပ်မံအတည်ပြုပြီးပါကလူကြီးမီစင်ကယ် 2D application နဲ့ငွေထုတ်ရန်အကောင့်ချိတ်ဆက်ခြင်းအောင်မြင်ပါပြီရှင်ထို့နောက်ငွေထုတ်ပမာဏတွင်မိမိထုတ်လိုသောပမာဏအားရိုက်ထည့်ပါငွေထုတ်သေးချပါကသေချာအားနှိပ်ပါထို့နောက်လုံခြုံရေးကုတ်6လုံးအားမှန်ကန်စွာရိုက်ထည့်ပါဒါဆိုရင်တော့လူကြီးမီစင်ကယ် 2D မှဝေပေးဖြည့်ငွေထုတ်ခြင်းအောင်မြင်ပါပြီရှင်